ဒီနေ့တောက်ကြနေဆိုလက်ဆောင်ပေးရမယ်လက်ဆောင်ပေးမှဒီကွန်မန့်မှာညွှန်ပေးပါမယ်သူကအသေးမြန်ပေးတယ်တဲ့ဝယ်စားလို့ရတယ်ပေးပါတဲ့ညီမလေးကကျွန်တော် spicy နဲ့စကြတဲ့အားပေးလာတဲ့ညီမလေးပါအများနဲ့တွေ့နေရတဲ့ညီမလေးပါလက်ဆောင်ပေးပါမယ်no spicy 9တော့ကျွန်တော်ပြမယ်တစ်ချက်no spicy 9တော့မီကိုရန်9တော့ cost ပဲအငန်းအလူကျော်ထုတ်လက်ဆောင်ပေးမယ်မရသေးတဲ့လူလည်းစိတ်မညစ်ပါနဲ့တပတ်ကို3ရောင်းနဲ့တနေ့တိတိပေးမှာပါအခုဒီဗီဒီယိုအောက်မှာမန်နဲ့လူ2ယောက်ကိုဟိုနောက်ပတ်တနင်္လာနဲ့အင်္ဂါနေ့ကြာရင်2ယောက်ကိုပြန်ပြီးလက်ဆောင်ပေးမှာဖြစ်ပါတယ်မဲဖောက်တာမဟုတ်တော့လက်ဆောင်ပေးမှာအမြဲတမ်းမန်နေတဲ့လူတွေကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်ပြီးကြတော့ဒီမှာဓာတ်တွေအကုန်လုံးလည်းလက်ဆောင်ပေးမှာဖြစ်ပါတယ်ဒီတလအတွင်းမှာဓာတ်တွေအကုန်လုံးကိုအောင်လက်ဆောင်ပေးမှာဖြစ်ပါတယ်အကုန်လုံးက spice ဒီမှာနော်ဒိတ်လုံးနေမဟုတ်ဘူးနော်ပြမယ်ဟောဒီမှာအစ်စ်ချစ်တွေခဏလေးနော် expire လေးတွေပါတယ်ဒါဒိတ်လုံးနေမဟုတ်ဘူးနော်2015ထုတ်တာနောက်16မှာကုန်ပါโอเคနော်အကုန်လုံးလက်ဆောင်ပေးမယ်